အခုကျွန်တော်တို့ရောက်နေတဲ့နေရာကမြို့နဲ့တော်တော်လေးအလှမ်းဝေးတဲ့နေရာဖြစ်တယ်ဆိုတော့ဒီနေရာမှာသူကဆယ်ဆောက်ပြီးတော့မှချောင်းတွေကလာတဲ့ရေတွေကိုစုဆောင်းထားပြီးတဲ့နေရာလေးဖြစ်တယ်ဆိုတော့မိုးရွာတဲ့ကျလာတဲ့ရေတွေကိုစုထားတယ်ဒီနေရာမှာဆယ်ဆောက်ထားခြင်းအပြင်မြို့ထဲမှာလိုအပ်တဲ့နေရာမှာတက်ပလေးကိုဖွင့်လိုက်တာနဲ့ရေကျလာဖို့အတွက်ဒီနေရာကနေဖြန့်ဝေပေးခြင်းဖြစ်တယ်ဆိုတော့ထိုနည်း၎င်းမဲ့လူတွေဟာနေရာမရွေးအချိန်မရွေးဘုရားသခင်နှုတ်ကပတ်တော်ရေကိုရနိုင်ဖို့အတွက်ကောင်းမွန်စွာဖြန့်ဝေနိုင်တဲ့စနစ်ဆိုတာလိုတယ်ကောင်းမွန်စွာစုဆောင်းနိုင်တတ်တဲ့အတတ်ပညာဆိုတာလိုပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးဟာဘုရားသခင်နှုတ်ကပတ်တော်ကိုတူလောင်တဲ့နေရာတစ်ခုဖြစ်ပြီးတော့မှကျွန်တော်တို့ရဲ့မေတ္တာနဲ့ကျွန်တော်တို့ရဲ့ဆွတောင်းပြီးတော့ပေါ်ထွက်လာတဲ့စဉ်းစားကြံစည်မှုတွေနဲ့ဘုရားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့လူများများစီကိုရောက်အောင်ဖြန့်ဝေပေးနိုင်မှုအရေးကြီးတယ်ဆိုတာလေးကိုဒီနေရာမှာကျွန်တော်စဉ်းစားမိပါတယ်နှုတ်ကပတ်တော်ရေကိုတောက်သုံးပြီးတော့ရေငတ်ပြေတဲ့ဘဝရရုံမြမကများစွာဖြန့်ဝေပေးနိုင်တော့သူများဖြစ်နိုင်ကြပါစေနှုတ်ကပတ်တော်လေးမြင်နိုင်စွမ်းသူပေါ်ဆောင်ဝတ်သူဒီစေမဲ့သူငယ်သား